ဆောင်းရာသီရဲ့အဓိကရန်သူက6တွေ့တဲ့လေပဲဖြစ်တယ်ဒီ6တွေ့တဲ့လေတွေကကျွန်တော်တို့ရဲ့အသားရည်ကိုပျက်စီးစေပြီးတော့အဆူဓာတ်တွေကိုမြန်မြန်ဆန်ဆန်ဆုံးရှုံးစေပါတယ်အဲ့တော့ဒီဗီဒီယိုမှာဆိုတော့ဆောင်းရာသီမှာကျွန်တော်တို့ရဲ့အသားရည်ကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုပြောပြပေးပါမယ်နံပါတ်1အဆူဓာတ်ကိုထိန်းသိမ်းပါဆောင်းတွင်းလေက6တွေ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့အသားရည်အဆူဓာတ်တွေကိုစုပ်ယူနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသားရည်တွေကအသားပတ်တာတွေရားရံတာတွေအသားအကွဲကြောင့်ဖြစ်တာတွေကိုဖြစ်စေပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရေချိုးပြီးသွားပြီဆိုရင်ရေချိုးပြီးချင်း9မိနစ်အတွင်းထဲမှာအစိုးဓာတ်ထိန်းတဲ့ခရင်တွေကိုလိမ့်ပေးတင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရေချိုးပြီးသွားပြီဆိုရင်ကျွန်တော်တို့ရဲ့အသားရည်မှာရှိတဲ့ချွေးပေါက်လေးတွေကပွင့်သွားတယ်။ပွင့်သွားတဲ့အခါမှာကျွန်တော်တို့အသားရည်ကိုဘာလိမ့်ပို့ပြီးတော့ထိရောက်တယ်။အဲ့ဒီခါမှာအခုနကချွေးပေါက်ပွင့်နေတဲ့အချိန်မှာအခုနကကျွန်တော်ပြောတဲ့အစိုးဓာတ်ထိန်းတဲ့ခရင်တွေလိမ့်ပေးမယ်ဆိုပို့ပြီးတော့စုပ်ယူနိုင်ပြီးတော့ပို့ပြီးတော့အစိုးဓာတ်ကိုထိန်းသိမ်းပေးနိုင်ပါတယ်။ကျွန်တော်တို့ခန္ဓာကိုယ်ကိုအစိုးဓာတ်ကိုထိန်းသိမ်းဖို့ဆိုရင်အဓိကကျွန်တော်တို့သုံးတဲ့ cream ကကြတော့ lotion ပေါ့အဲ့တော့အဲ့ဒီ lotion တွေကိုအသုံးပြုတဲ့အခါမှာဆိုရင်ကျွန်တော်တို့ပုံမှန်ဆိုရင်တော့နည်းနည်းရေများပြီးတော့နည်းနည်းရွှဲလေးပေါ့ပါလွာတဲ့ lotion တွေကိုတုံးတာထက်စားရင်အစီပါပြီးတော့နည်းနည်းပြစ်တဲ့ lotion တွေတုံးတာပိုကောင်းတယ်ဒါမှမဟုတ်ရင်အစီကိုအခြေခံထားတဲ့ cream တွေကိုအသုံးပြုရင်ပိုပြီးတော့ကောင်းပါတယ်ကျွန်တော်တို့ cream တွေကိုလိမ့်တဲ့အခါမှာဆိုမျက်နှာအတွက်လိမ့်တဲ့ cream ရှိမယ်ခန္ဓာကိုယ်အတွက်လိမ့်တဲ့ cream ရှိမယ်မျက်နှာအတွက်လိမ့်တဲ့ cream ကကြတော့ကျွန်တော်တို့မျက်နှာနဲ့ကိုယ်မျက်နှာနဲ့အဆင်ပြေပြီးကိုက်ညီမဲ့ cream ကိုရွေးချယ်ပြီးသုံးလို့ရတယ်ခန္ဓာကိုယ်အတွက်လိမ့်တဲ့ cream ဆိုရင်တော့ကျွန်တော်တို့ shea butter ဒါမှမဟုတ် ceramide ပါတဲ့ဒီ cream တွေကိုရွေးချယ်အသုံးပြုနိုင်ပါတယ် shea butter ဆိုတာကကြတော့တဘာဝပင်ထွက်အဆီတစ်မျိုးဖြစ်တယ်သူကကြတော့အလားကုန်ပစ္စည်းတွေနဲ့ဒီအသားရည်နဲ့သက်ဆိုင်တဲ့ထုတ်ကုန်ပစ္စည်းတွေမှာအဓိကအသုံးပြုကြတယ်ceramide ဆိုတာကကြတော့အသားရည်ထိမ့်သိမ့်မှုမှာမရှိမဖြစ်လိုအပ်တဲ့ထွက်ပေါင်းတစ်မျိုးဖြစ်တယ်သူကကြတော့အခုလိုမျိုးပေါ့နော်စောင်းရာဒီမှာအသားရည်6တွေ့လွယ်တဲ့ရာဒီမှာဆိုရင်မရှိမဖြစ်လိုအပ်ပါတယ်နံပါတ်2ရေချိုးတဲ့အခါမှာသတိထားပါကျွန်တော်တို့စောင်းရာဒီမှာရေချိုးတဲ့အခါမှာရေကအရန်အေးတဲ့အတွက်ကျွန်တော်ရေကိုရေနွေးနဲ့ရောဆက်ပြီးတော့ချိုးကြတယ်အဲ့ဒီခါမှာရေကအရန်ပူလုံးတဲ့အခါမှာဆိုရင်အဲ့ဒီရေပူတဲ့ရေနဲ့ချိုးလိုက်မယ်ကျွန်တော်အသားရည်မှာရှိတဲ့အဆီဓာတ်တွေဆုံးရှုံးပါတယ်အဲ့လိုအဆီဓာတ်တွေဆုံးရှုံးသွားတဲ့အခါမှာဆိုအသားရည်ကိုပို့ပြီးတော့6တွေ့စေတယ်ဒါကြောင့်မို့ရေနွေးကအရန်မပူဘဲနဲ့နွေးတယ်ဆိုရင်တော့ရေလေးနဲ့ချိုးတင်ပါတယ်နောက်တစ်ခုရေချိုးတဲ့အခါမှာကျွန်တော်အကြာကြီးမချိုးတင်ဘူးအနည်းဆုံးကျွန်တော်9မိနစ်အများဆုံး10မိနစ်အဲ့ဒီထက်ပိုချိုးမယ်ဆိုရင်ကျွန်တော်ခန္ဓာကိုယ်ထဲမှာရှိတဲ့အဆီဓာတ်တွေဆုံးရှုံးပြီးတော့အသားရည်ကိုပို့ပြီးတော့6တွေ့စေပါတယ်နော်နောက်ပြီးတော့ချိုးတဲ့အခါမှာဆိုရင်ကျွန်တော်တို့စက်ပြာသုံးကြတယ်အဲ့ဒီစက်ပြာက pH မြတ်တဲ့စက်ပြာလို့ဖြစ်ရမယ် pH ဆိုတာကတော့ကျွန်တော်တို့ပစ္စည်းတစ်ခုမှာ acid ဓာတ်လား alkaline ဓာတ်လားဆိုတာတိုင်းတာတဲ့ unit တစ်ခုပေါ့အဲ့တော့ pH မြတ်တဲ့စက်ပြာဆိုတာကကြတော့ကျွန်တော်4.5 or 5.5 ကြားထဲမှာရှိတဲ့တန်ဖိုးရှိတဲ့စက်ပြာဒါမှမဟုတ်ဒီအဲ့တန်ဖိုးနဲ့နီးစပ်တဲ့ပမာဏစက်ပြာတွေအဲ့ဒီစက်ပြာမျိုးတွေကိုအသုံးပြုမယ်ဆိုရင်ကျွန်တော်တို့ရဲ့အသားရည်ထဲမှာရှိတဲ့ acid mantle ဒီအသားရည်ကိုထိမ့်သိမ့်ပေးတဲ့ကာဝါကြီးအလွှာတွေကိုမပျက်စီးစေဘဲနဲ့ကျွန်တော်တို့ခန္ဓာကိုယ်ထဲကအညစ်အကြေးတွေကိုဖယ်ရှားနိုင်တော့ရှိတဲ့စက်ပြာမျိုးကိုပြောတာပါနောက်ပြီးတော့အမွေးတဲ့နဲပြီးတော့အဆိုဓာတ်ထိမ့်ပြီးတဲ့စက်ပြာမျိုးကိုအသုံးပြုတာပို့ပြီးတော့ကောင်းပါတယ်နံပါတ်3နှာခမ်းနဲ့လက်တွေကိုဂရုစိုက်ပါကျွန်တော်တို့စောင်းရာဒီမှာဆိုရင်ဒီအသားရည်တွေ6တွေ့တယ်လို့ပဲဒီနှာခမ်းနေရဆိုရင်လေရေတဲ့ဆုံးရှုံးတဲ့အခါမှာနှာခမ်းကွဲတာတွေ6တွေ့တာတွေဖြစ်တတ်တယ်အဲ့တော့ဒီဟာကိုကျွန်တော်တို့ကကာကွယ်ဖို့ဆိုတော့ဒီနှာခမ်းမှာဒီနှာခမ်းအဆီလေးတွေတုံးလို့ရတယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့အပြင်သွားတဲ့အခါမှာဆိုရင်လေနေကပါတဲ့နှာခမ်းစီလေးတွေကိုလိမ့်ပြီးတော့သွားလို့ရတယ်ပြီးတော့လက်ပေါ့လက်ဆိုရင်ကျွန်တော်တို့လက်တွေကမကြာခဏစီးကြိုးရတဲ့အခြေအနေမျိုးအနေထားမှာရှိတယ်ဆိုရင်လက်စီးဖို့ကနေကျွန်တော်လက်အိတ်လေးစုပ်ပေးတယ်ဘာလို့လဲဆိုတော့ကျွန်တော်လက်တွေကိုအပူချိန်မကျသွားအောင်ထိမ့်သိမ့်ပေးတာဖြစ်တယ်ဒါမှမဟုတ်ရင်လက်စီးပြီးရင်ကျွန်တော်ဟန်းဂျယ်လေးတွေဒါလိမ့်ပြီးတော့နေတင်ပါတယ်နံပါတ်4နေလောင်ကခရင်ကိုမမေ့ပါနဲ့စောင်းတွင်းဘက်မှာကနေရောင်ကြီးကဓာတ်ရိုက်မရဘူးနေရောင်ရရှိတာနည်းတယ်ဆိုပေမဲ့အဲ့ဒီနေရောင်ကြီးထဲမှာပါတဲ့ခရမ်းလုံရောင်ကြီးတွေကကျွန်တော်တို့စီမရောက်ခင်မှာအရှိမတူးရဲ့ဒီမှာတိမ်နေပါရှိမယ်ဆိုတိမ်ကပွယ်နေတဲ့အတွက်အဲ့ဒီတိမ်ထဲမှာသွားပြီးရောသွားတယ်ဒါမှမဟုတ်ရင်နင်းနေရှိမယ်ဆိုအဲ့ဒီနင်းပေါ်ကျပြီးတော့နင်းထဲမှာဒီရောင်ခရမ်းလုံရောင်ကြီးတွေကရောသွားတယ်ရောသွားပြီးတော့သူကဘာပြန်လုပ်လဲပြန်ပြီးတော့ရောင်ပြန်ဟတ်တယ်အဲ့ဒီရောင်ပြန်ဟတ်တဲ့ဟာတွေကကျွန်တော်တို့အသားရည်ကိုထိတဲ့အခါမှာအသားရည်ကိုပျက်စီးစေတယ်ဒါကြောင့်မလို့ကျွန်တော်အပြင်ထွက်တဲ့အခါမှာ SPF 30အနည်းဆုံးပါတဲ့နီလောင်ကာခရင်တွေကိုကျွန်တော်တို့ရဲ့ဒီအသားရည်ပေါ့နော်အသားရည်ဒီအင်ကြီးအဖုံးကွယ်မရှိတဲ့နေရာတွေအကုန်လုံးကိုလိမ့်ပြီးတော့အပြင်ထွက်တယ်အခုနက SPF 30ဆိုတာက SPF ဆိုတာကကျွန်တော်နေရောင်ခြည်ထဲမှာပါတဲ့ခရမ်းလုံရောင်ခြည်ဖြစ်တဲ့ UVB ကိုသူကတိုင်းတာတဲ့ညွှန်းကိန်းကိုပြောတာ SPF 30ဆိုတော့အဲ့ဒီနေရောင်ခြည်ထဲမှာပါတဲ့ခရမ်းလုံရောင်ခြည်ကိုအစ30ကာဝယ်ပေးနိုင်ပါတယ်နံပါတ်5အခန်းတွင်းအပူချိန်ကိုထိန်းညှိပါကျွန်တော်စောင်းတွင်းမှာဆိုရင်အခန်းထဲမှာကအရန်အေးတဲ့အခါမှာလေအပူပေးစက်တွေကျွန်တော်တို့ဖွင့်မယ်ဖွင့်တဲ့အခါကျရင်အခန်းထဲမှာရှိတဲ့လေတွေကို
ပို့ပြီးတော့6တွေ့စေအဲ့ဒီပြဿနာကိုဖြေရှင်းဖို့ဆိုရင်ကျွန်တော်တို့ရဲ့အခန်းထဲမှာရေဓာတ်ကိုဖြည့်ပေးမယ် humidifier ရေငွေ့ထုတ်ချက်တွေကိုထပ်ပြီးတော့ဖွင့်ပေးထားမယ်ဆိုရင်အခန်းတွင်အဆိုဓာတ်ကိုပြန်ပြီးဖြည့်ပေးမှာဖြစ်ပါတယ်ဒီအချက်တွေကိုလိုက်နာမယ်ဆိုရင်ကျွန်တော်တို့ရဲ့စောင်းတွင်းမှာအသားရည်ရားရံတာတွေ6တွေ့တာတွေမဖြစ်ဘဲနဲ့ကြည်လင်ဝင်းပါတဲ့အသားရည်ကိုထိမ့်သိမ့်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာဆိုရင်လည်းကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ကို like and follow လေးတွေလုပ်သွားပေးကြပါခင်ဗျာ